သူဟာယူနန်ပြည်နယ်ကမူရစ်ရာဇာတွေထဲမှာဘရင်တဆူလိုပါပဲတရုတ်ပြည်တွင်းကိုတည်ယူတဲ့မူရစ်စေဝါပမာဏကတန်တဲ့ချီရှိပြီးကမ္ဘာတဝန်းမှာရောင်းချတဲ့ပမာဏကတော့ရေတွက်လို့တောင်မရနိုင်ပါဘူးအသက်16နှစ်မှာယူနန်ပြည်နယ်ထေဟုံကနေမြန်မာနိုင်ငံမြောက်ပိုင်းကိုတရားမဝင်နယ်စပ်ဖြတ်ကျော်ပြီးရောက်သွားခဲ့တာပါသူရဲ့ရက်စက်ရုံမှမှုနဲ့လှည့်စားတတ်တဲ့သဘောတဘာဝကြောင့်ကိုပိုင်လက်နက်ကင်တပ်ဖွဲ့ကိုတီထောင်နိုင်ခဲ့တယ်လို့နှစ်အနည်းငယ်အတွင်းမှာပဲရွှေထွေးကန်ဒေတာရဲ့အဓိကပုဂ္ဂိုလ်တဦးဖြစ်လာခဲ့ပါတယ်အကြိမ်ကြိမ်နယ်စပ်ဖြတ်ကျော်ပြီးမူရစ်စေဝါအမြောက်အများရောင်းချခဲ့တာကြောင့်နိုင်ငံလေးနိုင်ငံကနေရွှေထွေးကန်ဒေတာရဲ့အလိုအရှိဆုံးတရားခံအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်သူကတော့မူရစ်ရာဇာဘရင်ဟန်ယုံဝမ်ပဲဖြစ်ပါတယ်သူဟာယူနန်ပြည်နယ်ထေဟုံလုံချွန်းခရိုင်ကျင်းဟန်မြို့မှာမွေးဖွားခဲ့ပြီးအရင်ကတော့ကြေးလက်ကဆင်းရဲတဲ့လူငယ်လေးတစ်ယောက်သာဖြစ်ခဲ့ပါတယ်အသက်16နှစ်မှာအိမ်အောင်ပြုပြီးကစဇနီးတဲ့ကိုခေါ်ပြီးမြန်မာနိုင်ငံကိုတရားမဝင်နယ်စပ်ဖြတ်ကျော်ခဲ့ပါတယ်အစပိုင်းမှာတစ်ခုတ်လုပ်ငန်းလုပ်ကင်ခဲ့ပေမဲ့တစ်နှစ်ပတ်လုံးလုပ်လဲပတ်စံသိမရခဲ့ပါဘူးအခွင့်အရေးတစ်ခုကြောင့်ကားမောင်ခိုလုပ်တဲ့တငယ်ချင်းတစ်ယောက်နဲ့တီးကျွမ်းခဲ့ပါတယ်ဟန်ယုံဝမ်ဟာရဲရင်ပြီးတတိကြီးတဲ့အတွက်ပထမဆုံးအကြိမ်ပတ်စံကိုတိမ့်ရွံကိုအမြန်ပဲရှာဖွေနိုင်ခဲ့ပါတယ်ငွေကြေးအရင်းနှီးရလာတဲ့အခါအသက်22နှစ်အရွယ်ဟန်ယုံဝမ်ဟာလောင်းကစားလုပ်ငန်းတွေကိုလက်စွပ်ခဲ့ပါတယ်ဒီနေရာမှာလူမိုက်ကိုင်းကလူတွေနဲ့အဆက်အသွယ်ရလာပြီးညံကောင်းတယ်လို့ချုံးမွေးတဲ့လူမှုဆက်ဆံရေးကြောင့်လောင်းကစားလုပ်ငန်းကလည်းအောင်မြင်လာပြီးပိုင်ဆိုင်မှုတွေအများကြီးရလာခဲ့ပါတယ်။ဒါပေမဲ့ဟန်ယုံဝမ်ဟာကျေနပ်မနေပဲအန္တရာယ်ပိုများပြီးအမျက်ပိုများတဲ့မူရစ်ဆေးဝါးလုပ်ငန်းကိုမျက်စိကျလာပါတယ်။ဇနီးတဲ့နဲ့ကွာရှင်းပြီးနောက်မှာတော့မြန်မာလာအိုနဲ့ထိုင်းနိုင်ငံတို့စုံမဖြစ်တဲ့တာချီလိတ်ဆိုတဲ့နေရာကိုတန်းတိုးသွားခဲ့ပါတယ်။အဲ့ဒီချိန်ကတာချီလိတ်ဟာရွှေထွေးကန်ဒေတာရဲ့အဓိကမြို့ဖြစ်ပြီးကမ္ဘာမူရစ်ဆေးဝါးထုတ်လုပ်မှုရဲ့60%ကိုတင်ပို့နေတာပါ။ဒီနေရာမှာငွေကြေးအင်အားနဲ့လူအဆက်အသွယ်ကောင်းတဲ့ဟန်ယုံဝမ်ဟာသူ့ကိုယ်သူလုံးဝလွတ်လပ်ခွင့်ပေးလိုက်ပြီးငွေမြောက်များသုံးကကိုပိုင်လက်နက်ကင်လုံခြုံရေးတပ်ဖွဲ့ကိုတည်ထောင်ခဲ့ပါတယ်။ဟန်ယုံဝမ်မှာပတ်စံရောတနက်ပါရှိလာတဲ့အခါပထမဆုံးလုပ်ငန်းအဖြစ်ဘိန်းတတန်ကိုကင်တွယ်ခဲ့ပြီးဒီကိစ္စနဲ့တင်ဒေတာတွင်းမှာနာမည်ကြီးသွားခဲ့ပါတယ်။ရက်စက်တဲ့နီလန်းတွေနဲ့25နှစ်ကြာအောင်လုပ်ကင်ပြီးနောက်မှာတော့ရွှေထွေးကန်ဒေတာရဲ့အဓိကပုဂ္ဂိုလ်တဦးဖြစ်လာခဲ့ပြီးမူရစ်ရာဇာဘရင်လို့ခေါ်ဆိုခြင်းခံခဲ့ရပါတယ်။နောက်ပိုင်းမှာဟန်ယုံဝမ်ဟာပုံမကြီးထွားလာပြီးပုံမရိုင်းဆိုင်လာပါတယ်။သူဟာမြန်မာနိုင်ငံကနေမူရစ်ဆေးဝါး280ကီလိုဂရမ်ကိုတရားမဝင်တင်သွင်းဖို့ကြိုးစားခဲ့ပေမဲ့ကွန်ရှိပြည်နယ်ပိုင်ဆယ်ဒေတာမှာရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပါတယ်။မကျေနပ်တဲ့သူဟာလအနှဲငယ်ကြာမှာနောက်ထပ်မူရစ်ဆေးဝါးကို10ကီလိုဂရမ်ကိုယူနန်ပြည်နယ်ရွှေလီကနေတင်သွင်းဖို့ကြိုးစားပြန်ပေမဲ့ထေဟုံရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြန်ပါတယ်။သူရက်တန့်သွားမယ်လို့ထင်ခဲ့ပေမဲ့ဟန်ယုံဝမ်ဟာတခြားအိတ်တွေကြားထဲမှာမူရစ်ဆေးဝါး190ကီလိုဂရမ်ကိုဝက်ပြီးတင်သွင်းဖို့ကြိုးစားခဲ့ပြန်ပါတယ်။ဒါပေမဲ့ဒီတစ်ခါလဲမအောင်မြင်ခဲ့ပဲထေဟုံနယ်ခြားစောင့်တပ်ကအကုန်လုံးသိမ်းဆည်းရမိခဲ့ပါတယ်အကြိမ်ကြိမ်မူရစ်ဆေးဝါးတွေဖမ်းဆီးခံရပေမဲ့ဟန်ယုံဝမ်အတွက်တော့ဘာမှမဟုတ်တယ်လို့ပါပဲတရုတ်ရဲတပ်ဖွဲ့ကိုစိန်ခေါ်တဲ့အနေနဲ့တစ်တင်ကားတွေနဲ့မူရစ်ဆေးဝါး200ကီလိုဂရမ်ကျော်ကိုထပ်မံတင်သွင်းမှုစူးစမ်းခဲ့ပါတယ်ဒီတစ်ခါတော့ကုန်ပစ္စည်းတွေသာမကပြည်တွင်းကတာဝန်ခံတွေအယောင်ကိုယ်စားလှယ်တွေနဲ့အယောင်ကုန်ရက်တစ်ခုလုံးကိုပါအမြင့်ပြတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်ဟန်ယုံဝမ်ရဲ့ရိုင်းဆိုင်တဲ့လုပ်ရက်တွေကြောင့်ယူနန်မူရစ်နှိမ်နင်းရေးဌာနကသူ့ကိုဖမ်းဆီးဖို့ဆုံးဖြတ်ခဲ့ပြီးမြန်မာလာအိုထိုင်းရဲတပ်ဖွဲ့တွေနဲ့ပူးပေါင်းကအထူးတပ်ဖွဲ့ဖွဲ့စည်းပြီးစုငွေထုတ်၍ရှာဖွေခဲ့ပါတယ်သူ့ရဲ့တွာလာလှုပ်ရှားမှုတွေကိုလည်းစုံစမ်းသိရှိခဲ့ရပါတယ်ထောက်လန်းရေးသတင်းအရဟန်ယုံဝမ်ဟာမူရစ်ဆေးဝါး900ကီလိုဂရမ်ကိုလှုပ်ဝက်တည်ယူဖို့စီစဉ်နေတဲ့အချိန်မှာပဲလေးနိုင်ငံပူးပေါင်းတပ်ဖွဲ့ကလမ်းမှာချောင်းမြောင်းဖမ်းဆီးခဲ့ပါတယ်။လက်နက်ကြီးတွေနဲ့3နာရီကျော်ကြာအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက်မှာတော့အင်အားဖြည့်တင်းမှုတွေရောက်လာတဲ့အခါလက်နက်ကင်တပ်ဖွဲ့ကလက်နက်ချခဲ့ပါတယ်။ကိစ္စပြတ်သွားပြီဆိုတာသိလိုက်တဲ့ဟန်ယုံဝမ်ဟာရဟတ်ယာဉ်နဲ့ဗီယက်နမ်ကိုထွက်ပြေးဖို့ကြိုးစားပေမဲ့လေယာဉ်ပြန်တက်ပြီးချင်းမှာပဲပူးပေါင်းတပ်ဖွဲ့ကလေကြောင်းပိတ်ဆို့ပြီးအရေးပေါ်ဆင်းသက်ခိုင်းခဲ့ပါတယ်။ရွှေထွေးကန်ဒေတာကိုတုံ့လုံးစေခဲ့တဲ့ဒီမူရစ်ရာဇာဘရင်ဟာနောက်ဆုံးမှာတော့ဥပဒေရဲ့လက်ချက်နဲ့လွတ်မြောက်နိုင်တော့မှာမဟုတ်ပါဘူး။သူနဲ့အတူနောက်လိုက်9ဦးလည်းဖမ်းဆီးခံခဲ့ရပါတယ်။နောက်ဆုံးမှာတော့၄နိုင်ငံလုံးကသဘောတူညီမှုရရှိပြီးဟန်ယုံဝမ်ကိုတရုတ်ဘက်ကိုလွှဲပြောင်းပေးကအဖြစ်ပေးနိုင်ဖို့ဆောင်ရွက်ခဲ့ပါတယ်။ဟန်ယုံဝမ်ကိုကူမင်းမျိုးကိုခေါ်ဆောင်လာပြီး3နှစ်ကြာစစ်ဆေးခဲ့ပြီးနောက်မှာတော့ဒေတံပေးကကွပ်မျက်ခဲ့ပါတယ်